ဒီလူကြီးဘာလုပ်နေလဲဘာပဲဖားလိုက်ပါကျွန်တော်မြေကွက်ကလေးတစ်ခွက်ရဖို့လို့မင်းတို့လိုအောက်တန်းသားတွေရှိနေလို့တိုင်းပြည်ပြက်နေတာဇော်ဘိုးရဲ့အခုဒီနေ့ဒီချိန်ကြီးဘာလို့မဖမ်းတာလဲသိလားမနေ့ကလာဖမ်းမယ်ဟာချိန်ရွေးလာလိုက်ပြင်းဦးလေးမှရှိတယ်လွယ်မယ်ဒီလုံးကြည့်လိုက် your market know your product ပေါ့ ဟုတ်ကဲ့ဗျအားလုံးပဲမင်္ဂလာပါ M7 ဘာမီမှနောက်ခေါက်ပြန်လဲကြိုးစုလိုက်ပါလေဗျဟုတ်ကဲ့ပထမဆုံးတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့တကယ်ကပအကြီးအဆုံးဟာတတွတ်ခံမအားလောက်ကိုအသေးတန်မှုတ်နေပြီ your market know your product ပေါ့ know your own product ပေါ့เนาะ know your company know your people ပေါ့အဲ့လိုမျိုးသဘောမျိုးလေးပေါ့เนาะ စကေးတွေကရှယ်ရင်တော့ပတ်စံရှိတိုင်းလှုပ်ချင်ရလှုပ်လို့ရတယ်ဆိုတဲ့အုပ်စုတွေတော့အသေးနာကိုကောင်းတယ်ဒီလူတွေတိုင်းပြည်မှာချဲ့လဲနေတာဒီဗီဒီယိုလေးကတော့ဘောမလော်ဘီအကြီးသားခွေးတောင်စားမသဇင်ဦးတငယ်တွေကြားမှာပျော်မြူးနေတာ ဘန်နာတွေဘယ်တော့တောင်ဆုံးရှုံးနစ်နာဖို့ကောင်းလဲဗျာဘာမှအသုံးမကျတဲ့အုပ်စုကိုဘသူက view site လို့လေနင်တို့ဘောမလက်တဆုပ်စာလောက်ပဲစိတ်ဝင်စားတာဘသူမှစိတ်ဝင်စားဘူးဟုတ်ကဲ့ဗျာဒီဗီဒီယိုလေးကတော့ဘောမလော်ဘီအယိုးကိုက်ခွေးတောင်စားကျွံဘောဟောင်းပြောထားတယ်စောက်ဆန်ရရင်တိုင်းပြည်ပါရောင်းစားမယ်ဆိုတဲ့အုပ်စုရဲ့အကြောင်း စောက်ဆန်ရရင်တိုင်းပြည်ပါရောင်းစားမယ်လူမျိုးတွေနော်အောက်တန်းစားတွေ ဟုတ်တယ် ဇော်ဘိုးရဲ့အခုဒီနေ့ဒီချိန်ကြီးဘာလို့မဖမ်းတာလဲသိလားဇော်ဘိုးရဲ့ဘာခွင့်ရေးမှမယူဘူးနော်တကြက်တပြားမှမယူဘဲနဲ့တိုင်းပြည်ကိုတကယ်ချစ်တာပေါ်လွင်လို့ဘာလဲအဘာလေးလီးပါလေးလားအဘာလေးပါလို့အောင်ဟမ်မနေ့ကလာဖမ်းမယ်ဟာချိန်ရွေးလာလိုက်ပြင်းဦးလေးမှရှိတယ် โอเคလွတ်လိုက်မယ် လွယ်မယ်ဒီလုံးကြည့်လိုက်အဲ့တော့တိုင်းပြည်ကိုချစ်တယ်လို့နိုင်ငံကိုချစ်တယ်လို့လည်းလူမျိုးကိုချစ်တယ်လို့လည်းမေလိုအထက်ပေါင်းပြီးမင်းတို့လိုစိတ်သက်မျိုးတွေကနိုင်ငံနဲ့လူမျိုးအတွက်မင်းတို့ကတကယ်ကိုအခုဒီအရေးကြီးဖြစ်နေတဲ့အပေါ်မှာပေါ့နော်မင်းတို့လိုအောက်တန်းသားတွေရှိနေလို့တိုင်းပြည်ပြက်နေတာ ကျွံဘောဟောင်းနင်းပြောတာကိုလည်းနားလဲတယ်အထက်ဖားအောက်ဖိရပြီးတော့ခွေးတက်ထဲမှာဟိုအထက်ကနေအောက်ထိအိုက်စနဲ့အိုက်စရိုက်ပဲကျင့်သုံးနေတာမင်းဘယ်လိုမှပြင်လို့ရမှာမဟုတ်ဘူးမင်းသာလူမုံများမယ်မင်းသာအသက်တိုးမယ် နော်လူကြီးကိုလိုက်ဖားဟာဒီလူကြီးဘာလုပ်နေလဲဘာပဲဖားလိုက်ပါကျွန်တော်မြေကွက်ကလေးတစ်ခွက်ရဖို့လို့ဟမ်ကျွန်တော်ရဲ့ဟိုအလုပ်ငန်းလေးတစ်ခွက်ရဖို့လို့မင်းတို့လိုက်ဖားပြီးတော့မှချောက်ပြီးတော့မှမြောက်ဝေးနေတာတိုင်းပြည်ပြက်လာတိုင်းပြည်ဆိုတာနိုင်ငံရဲ့လူမျိုးရဲ့လက်ရှိဝန်ထမ်းတွေရဲ့နော်အေးတဲ့တော့နေရခြင်းနဲ့ပြည်သူလူထုတွေရဲ့အမှန်တရားကိုနားလည်တဲ့လူတွေနဲ့ပေါင်းစပ်မှငါတို့တိုင်းပြည်ကကောင်းပါလေဟုတ်တယ်လေဟမ်အဲ့ဒါတွေမပြောဘဲနဲ့ဟမ်အဲ့လူကြီးကလှုပ်နေတာဖန်နေတယ်လီးကိုမှန်လာလားဟမ်ငါတော့မှစောက်တရင်ကြောက်ကားတစ်ကားနွားကားစောက်တရင်တော့ရတယ်လာချိုးကိုတိုင်းမဲ့တရင်မရဘူးဆူတောင်းလေတီဘောငကလာ23ကိုတိုင်းမဲ့တရင်မရဘူးဟမ်နောက်ချိုးကိုတိုင်းမဲ့တရင်မရဘူးဟမ်ငါပြောတာမှားနေလို့လားအဲ့ဒါဆိုရင်အဲ့ဒီတရင်တွေရခဲ့တယ်ဆိုလို့ရှိရင်မင်းတို့အဲ့တရင်တွေတော့မင်းတို့ပေးလားဟမ်โอเคမင်းတို့ပေးလားမင်းတို့ဘာမှမပေးဘူးလေအဲ့တော့မင်းတို့မူဝါဒအောက်တစ်ခုမှမင်းတို့ကြာချုံးနေရလေအခုအမြန်လမ်းပေါ်ကို PDF တက်တာလေအဲ့လေ318ပိုင်းမှာ
အရင်ဥစ္စာတော့ငါဘာပြောခဲ့လဲအခု320တမိုင်မှာဖြစ်တဲ့ဖြစ်စဉ်ငါဘာပြောလဲမင်းတို့ဘာပြောရဲလဲမင်းတို့စောက်သတင်းဘာရှိလဲမဲလိုးတွေဖြစ်ပြီးကကြမှာကိုသက်သတင်းရေးမယ်လာဟမ်ဘာလဲမိုင်းဝေသတင်းရေးမယ်မင်းတို့ကကုလူစီးပွားချာနေတဲ့ကောင်ကြီးငါတို့အဲ့လိုကောင်တွေမဟုတ်ဘူးဒါသူပြောချင်တာတော့တိုင်းပြည်နဲ့လူမျိုးကိုချစ်လို့သူပြုတ်ပြပြောင်းလဲနေတယ်ပေါ့ဗျာဟေ့တိုင်းပြည်နဲ့လူမျိုးကမင်းတို့မှချစ်တာမဟုတ်ဘူးငါတို့လည်းချစ်တဲ့စိတ်တွေရင်ဘတ်ထဲမှာအပြည့်ရှိတယ်အာနာယူစောက်ယူတတိုက်ကိုမကြိုက်လို့တာငါတို့တော်လန်နေတာမင်းတို့ကောင်မျိုးမင်းတို့ရည်ချင်းမျိုးနဲ့ကွာငါတို့ဘက်မှာရှိစေခြင်းနဲ့ဟာမင်းယူတဲ့လမ်းမှားနေတော့လေမင်းထိုင်နေမင်းကန်မင်းအကုသိုလ်နဲ့ကိုခံပေါ့ကွာဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းကိုအရန်လေးစားပါတယ်